နေ့တင်နဲ့ပတ်သက်ပြီးတော့တရားဟောချက်စရာတွေအများကြီးဝင်ကခွန်အားယူကြပါတယ်ကောင်းပါတယ်အားလုံးပဲတကယ်ကောင်းကြီးခွန်အားဖြစ်စေမယ်လို့ကျွန်တော်လည်းယုံကြည်ပါတယ်ကျွန်တော်လည်းအနည်းငယ်လေးခွန်အားပေးချင်ပါတယ်အခုချိန်မှာကျွန်တော်တို့မြန်မာပြည်ကြီးဟာတကယ်စင်ပဲဒုက္ခဆင်းရဲကြုံနေတဲ့အချိန်မှာတကယ်တခြားနိုင်ငံမှာကျတော့နိုင်ငံခြားမှာကျတော့ပျော်ပျော်ဆွေဆွေနဲ့နေ့တည်တဲ့ခရစ်စမတ်တွေကကျင်းပကြပါတယ်ဒါပေမဲ့ကျွန်တော်တို့မွေးတဲ့မြန်မာပြည်ကြီးဟာတကယ်ဆင်းရဲဒုက္ခကြုံနေတဲ့စစ်ပွဲဒီမှာလည်းတကယ်နေ့တည်တဲ့နဲ့တကယ်တိုက်ပွဲဝင်ပြီးတော့အခုကျွန်တော်တို့မြန်မာပြည်မှာတကယ်နေ့တည်တဲ့အတွက်တကယ်ကိုဝါနေစရာတကယ်ငိုကြွေးစရာဖြစ်နေပေမဲ့တကယ်ဘုရားသခင်ကတကယ်အတ္တတဖာကောင်းကြီးနှစ်ဆတော့ကောင်းကြီးပေးမယ်လို့ကျွန်တော်ယုံကြည်ခြင်းနဲ့ကျွန်တော်နှုတ်ကပတော်ကိုကျွန်တော်အနေငယ်လေးခွန်အားပေးချင်ပါတယ်ဒီကျွန်တော်နှုတ်ကပတော်ရွေးထားတဲ့ကြံပိုက်ကြတော့ဟေရှာယအခန်းကြီး60အပိုင်းငယ်ကိုနှစ်နဲ့ရှိကိုကျွန်တော်ဖတ်ပါမယ်တင်တို့အစစ်ကွေးခြင်းအရာ၌နှစ်ဆတော့အကျိုးကိုခါရ၍အတရေဖြန့်ချင်းအရာ၌လည်းတင်တို့အဖိုးကိုခါရလျက်ဝါမြောင်းကြလိမ့်မည်သူတို့မေ၌နှစ်ဆသောအဖိုးကိုအမွေခံရ၍ထာဝရဝါမြောင်းခြင်းနှင့်ပြည့်စုံကြလိမ့်မည်အကြောင်းမူကားထာဝရဘုရားသည်တရားသဖြင့်ဆင်ရင်ခြင်းကိုနှစ်သက်၏လူယူခြင်းအမှုနှင့်အန္တမအမှုကိုမုံ၏တစ္ဆာအတိုင်းသူတို့အားအကျိုးကိုပေးမည်သူတို့နှင့်ထာဝရပဋိညာဉ်ဖွင့်မည်ဟာလေလုယာဒီနှုတ်ကပတော်ကိုအတ္တဖာဘုရားသခင်ကောင်းချီးပေးပါစေအယောင်စင်တိုင်းပေါ်မှာဒီနှုတ်ကပတော်ကိုအတ္တဖာကောင်းချီးပေးပါစေကျွန်တော်တို့မြန်မာပြည်မှာအခုတကယ်မတရားအာဏာသိမ်းဆည်းခြင်းအဖြစ်တကယ်လူယူခြင်းဖြတ်စီခြင်းအင်းမြေရှိုးတာတို့တကယ်အရှင်လက်နဲ့တပ်ဖြတ်တာတို့စစ်ကောင်စီတွေကတကယ်ကျုံးလုံနေပေမဲ့ကျွန်တော်တို့ပြည်သူလူထုအတွက်တကယ်ဘုရားသခင်ကနှစ်ဆတော့အကျိုးကောင်းကြီးကိုပေးမယ်ဆိုတဲ့ယုံကြည်ခြင်းနဲ့ကျွန်တော်အနည်းငယ်လေးခွန်အားပေးချင်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ကိုယ်ကိုယ်ရဲ့အသက်ရှင်တဲ့ဘုရားဟာတကယ်မတရားသောအမှုနဲ့နှစ်သက်တဲ့ဘုရားမဟုတ်ဘူး။ဒါကြောင့်လူယူဖြတ်စည်းတဲ့အရာတွေမတရားစီးပွားလို့တဲ့အရာတွေတကယ်မတရားအာဏာသိမ်းစေတဲ့အရာတွေကအားပေးတဲ့ဘုရားယေရှုဘုရားမဟုတ်ဘူးဒါကြောင့်ကျွန်တော်တို့အခုမြန်မာပြည်မှာချင်းပြည်နယ်မှာဆိုရင်တော့အထတလာမြို့မှာဆိုရင်တော့တကယ်အိမ်မီးလောက်တာ900နိပါလောက်ရှိနေပြီအခုကျွန်တော်တို့တိုင်းရင်းသားနေမှာလည်းတကယ်အိမ်ဖြတ်ရှိတာတို့အိမ်လူယူတာတို့နော်ကျွန်တော်တို့တိုင်းရင်းသားတွေဆိုတာကတကယ်မျိုးထင်းမှာနေပြီးတော့ချမ်းသာတဲ့လူမဟုတ်ဘူးတကယ်စင်းရဲတောင်းရစိုက်ပြုတ်လို့ပြီးတော့တကယ်ကိုယ့်ရဲ့အသက်အမွေးကြောက်တဲ့အရာတွေဖြစ်တယ်ဒါပေမဲ့အဲ့ဒီထဲမှာတကယ်စစ်သားတွေကတကယ်မတရားလူယူခြင်းဖြတ်စည်းခြင်းတွေတပ်ဖြတ်ခြင်းတွေခံနေရတယ်ကျွန်တော်မင်းခွန်းထိုးတယ်အိုးဖခင်ဘာကြောက်လဲကိုယ့်ဖခင်ရဲ့သားသမီးတွေတကယ်အများကြီးရှိတာနဲ့ဖခင်သားသမီးတွေတကယ်ဘာကြောင့်ငိုကြွဝမ်းနေရတာလဲဆိုပြီးတော့တခါတလေကျွန်တော်ကိုယ်တိုင်မင်းခွန်းတွေထုံနေရတယ်မဟုတ်ပါဘူးဘုရားတကယ်ကျွန်တော်တို့အတွက်တကယ်အကောင်းဆုံးအတွက်ပြင်ဆင်ထားပါတယ်ဒါကြောင့်အဆိုးဆိုးရောက်နေတဲ့အချိန်မှာတကယ်ဘုရားတကယ်ရဲ့ကေတင်ခြင်းနဲ့ဘုရားတကယ်မားစားခြင်းနဲ့ဘုရားတကယ်အတန်ကြားခြင်းနဲ့ဘုရားတကယ်ရဲ့လွတ်မြောက်ခြင်းနဲ့အောင်မြင်ခြင်းကိုရရှိတဲ့အတွက်ကြောင့်ကျွန်တော်ချစ်တော်ညီကိုမောင်နှမအခုကျွန်တော်တို့ချင်းပြင်းနေမှာဆိုရင်တကယ်ဆင်းရဲဒုက္ခကြုံနေတဲ့အရာတွေတကယ်တိုင်းတာမြန်မာပြည်မှာဆိုရင်တပြင်းလုံးဟာတကယ်ဆင်းရဲဒုက္ခကြုံနေတဲ့အရာတွေဖြစ်တယ်ဒါကြောင့်နှစ်တမှာလည်းတကယ်ဘုရားတခင်ရဲ့ကောင်းကြီးပေးတဲ့နှစ်တကိုလည်းတကယ်မခါစားပဲနဲ့တကယ်မျက်ရည်မျက်ခွက်နဲ့တကယ်ဆင်းရဲဒုက္ခကြုံနေတဲ့တွေအများကြီးရှိကြတယ်ဒါပေမဲ့လုံးဝမစိုးရိမ်ပါနဲ့ဘုရားတခင်သူ့ရဲ့သားသမီးတွေအတွက်အကောင်းဆုံးပြင်ဆင်ထားပါတယ်ဒါကြောင့်ဒီလိုပြောလိုက်တော့တကယ်ဘုရားတကယ်ပေးမှလည်းအကောင်းဆုံးပြင်ဆင်ပေးတာဆိုပြီးတော့မင်းခွန်းတွေထုံမနေပါနဲ့ဘုရားတကယ်သူ့အချိန်နဲ့သူ့လို့တဲ့ဘုရားဖြစ်တဲ့အတွက်ကြောင့်ဒါကြောင့်ကျွန်တော်အခုမြန်မာပြည်မှာဆင်းရဲဒုက္ခကြုံနေပေမဲ့အခု2020နှစ်2023အခုရောက်ရှိလာမဲ့
နှစ်တည်းတွေမှာတကယ်ဘုရားတကယ်အကောင်းဆုံးပေးစင်ပေးတယ်ဘုရားတကယ်မျက်နှာတာတကယ်သူတစ်ပါးအတွက်အားကြစရာနိုင်ငံတွေဖြစ်လာမယ်တကယ်သူတစ်ပါးတွေရဲ့နှစ်တည်းဖို့ရနေချင်းဖို့ရဖြစ်တဲ့မြန်မာပြည်ကြီးဖြစ်လာမယ်ဆိုတာကျွန်တော်တို့ယုံကြည်ခြင်းနဲ့ကျွန်တော်တို့ဝါခံရအောင်ဒါကြောင့်ယုံကြည်ခြင်းနဲ့မမြင်ဖူးတဲ့အရာကိုဆွလန်းချက်ဖြစ်တဲ့အတွက်ကြောင့်မမြင်ဖူးတဲ့အရာတွေကိုယုံကြည်တဲ့အတွက်ကြောင့်ကျွန်တော်ချစ်တို့ညီကိုမောင်နှမတို့အားလုံးကျွန်တော်တို့မြန်မာပြည်ကြီးအတွက်မှာလည်းတကယ်အထူးတစ်ပြီးစွတောင်းချစ်အဖြစ်တို့လည်းကောင်းကိုယ့်ရဲ့ငွေရေးကြေးရေးတတ်နိုင်ချစ်အဖြစ်တို့လည်းကောင်းပေးစားနေကြတဲ့ကိုညီနေကြတဲ့ဘုရားရဲ့သားသမီးတွေယုံကြည်သူတွေမယုံကြည်သူတွေပဲအရောက်စင်တဲ့ပုံမှာလည်းတကယ်ဘုရားတကယ်အသက်တဖာကောင်းချီးပေးပါစေနှစ်တစ်ကောင်းချီးမင်္ဂလာတွေတင်တို့ပုံမှာတည်ရောက်ပါစေလို့ကျွန်တော်အနှိမ့်ငယ်လေးခွန်အားပေးရင်းနဲ့တိုင်တိုးချင်ပါတယ်အရောက်စင်တဲ့ဒီဗီဒီယိုလေးကြည့်ရှုတဲ့အရောက်စင်တဲ့ပုံမှာဘုရားတခင်အသက်တဖာကောင်းချီးပေးပါစေအာမင်